နောက်တစ်ချိန်မှာတွေ့ရကြုံရမယ်နောက်ပျက်စီးခြင်းတရားတွေနဲ့တွေ့လာတဲ့အခါမှာငါစိတ်ကိုတောကပရိဒေဝမနှိမ့်ဆက်အောင်လို့ငါတရားအထုတ်တာပါဘလောက်ကောင်းတော့နော်တွေ့ကြုံလာရမယ်ဒုက္ခဒေါမနတတရားတွေကိုတစ်ချိန်မှာလုံးဝချုပ်ငြိမ်းသွားစေဖို့ငါတရားအထုတ်တာပါနော်မဲ့ဉာဏ်ပူညာရပြီးတော့ဒုက္ခတွေကိုအဆုံးသတ်နိုင်ဖို့အတွက်ငါတရားအထုတ်တာပါဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ဟာအလွန်မှအပြစ်ကင်းတယ်တန်ဖိုးရှိတယ်နော်အဲ့ဒီကနေ့ဘုံဘုံကဒီတရားလေးကိုပြောတဲ့အခါမှာဒီခုနှစ်မျိုးဟာအကျိုးကျေးဇူးလည်းဟုတ်တယ်ရည်ရွယ်ချက်လည်းဟုတ်တယ်နောက်ထပ်ဘာထပ်ပြီးတော့ဖြည့်ကျင်စိတ်ပေါက်လာတော့ဆိုတော့တရားအထုတ်လို့စိတ်ထက်သန်ဖို့အတွက်တွန်းအားလည်းဖြစ်တယ်ပေါ့ဟုတ်လားဒီလှုပ်ဟာစိတ်ကိုဖြူစင်သေးတယ်လို့စဉ်းစားလိုက်တဲ့အခါမှာလှုပ်ချင်စိတ်ထက်သန်မှုရှိမလားဟုတ်လားရှိလာနော်အကျိုးရလဒ်ကိုမြင်ရင်လူဆိုတာလှုပ်ချင်တာပဲလေဟုတ်လားအဲ့ဒါလိုပဲဘုံဘုံတို့တောကပတိဒေဝကိုနော်ကြော်လွှားသွားစီလိမ့်မယ်လို့တွေးလိုက်တာနဲ့ဒီအလုပ်ကိုလှုပ်ချင်စိတ်ဘုံဘုံတို့ဖြစ်ပေါ်လာတယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေလိမ့်မယ်လို့စဉ်းစားလိုက်တာနဲ့ဒီအလုပ်ကိုလှုပ်ချင်စိတ်ထက်သန်လာမယ်ဉာဏ်အစစ်စစ်မြင့်ပြီးတော့မဲ့ဉာဏ်ကိုရမယ်တသံတရားလုံးတစ်ခါမှမတွေ့ဘူးမကြုံဘူးမသိဘူးတဲ့နိဗ္ဗာန်ချမ်းသာကိုရပြီးတော့ဒုက္ခငြိမ်းရမယ်လို့မြန်စဉ်းစားလိုက်ရင်ဒီအလုပ်ကိုလှုပ်ချင်စိတ်ထက်သန်လာလိမ့်မယ်ဟုတ်လားအဲ့ဒါဘုံဘုံဒီနေ့ဒီအကျိုးကျေးဇူး9မျိုးတွေကနံပါတ်1နဲ့နံပါတ်3ဖြစ်တဲ့သောကပရိဒေဝနာတမတိကမာယဆိုတဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုသတိပဋ္ဌာန်ဘာဝနာအားထုတ်တဲ့နေရာမှာနော်ထက်ထက်တန်တန်ဇွဲလုံးလာဝိရိယနဲ့ကြိုးစားအားထုတ်နိုင်ဖို့တွန်းအားဖြစ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီအချက်ကလေးကိုဦးစားပေးပြီးတော့ပြောခြင်းပါနော်တရားကောင်းစဉ်လေးတောင်ဘုံဘုံကစိတ်ကူးထားတယ်ပျက်စီးချိန်မှာမငိုရလေအောင်တဲ့ဟုတ်လားပျက်စီးချိန်ကြုံလာရင်ဘုံဘုံတို့တွေဟာငိုရမှာနော်မငိုဘူးဆိုတာကကိုယ်စိတ်ထဲကဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြတ်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုထင်ထားတဲ့အရာပြတ်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုန်းတို့ပျက်စီးမှုဆိုတာကအကျဉ်းမြင်အဖြစ်သိပ်ပြီးတော့မထိခိုက်စေတဲ့ပျက်စီးမှုတွေလည်းရှိတယ်ဆူဆူဝါဝါထိခိုက်သွားစေတဲ့ပျက်စီးမှုတွေလည်းရှိတယ်ပျက်စီးမှုကတော့အများကြီးပဲဥစ္စာပစ္စည်းတွေပျက်စီးတယ်တချို့ကြတော့လည်းပဲအသိဉာဏ်အထိုက်လျောက်ရှိတဲ့အခါကျတော့ဥစ္စာပစ္စည်းပျက်စီးတာလောက်နေတော့မငိုသေးဘူးပေါ့ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာရည်နေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပစ္စည်းပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်ဟုတ်လားအဲ့ဒါဘုံဘဒီကနေ့ဥစ္စာပစ္စည်းပျက်စီးလို့တောကပတိတွေဟာဖြစ်ရမယ့်အကြောင်းအရာလောက်တော့မပြောကျင်သေးဘူးဘာပြောကျင်တော့ဆိုတော့လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစဉ်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တိမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မေးရင်ဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မေးရင်ဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြတ်သွားတာအခုသာဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတန်ဖိုးထားအောင်မှမသိတာကွက်ကိုမလီငါရတောက်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေတာထိုင်တာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမ်းမာရေးဖောက်ပြန်တယ်နော်နာရတယ်ဆိုတာနေတာထိုင်တာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပါဖြစ်သွားတာတော့ပြတ်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဘုံဘုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားစေယုံစေကမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါတယ်မသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဘုံဘုံတို့အကြီးမားဆုံးပျက်စီးမှုကဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာသေခြင်းတရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြတ်တာကတော့သူကအရာအလုံးပြတ်တယ်လို့တောင်ဆိုနိုင်ပါတယ်တ
သူတော်ကောင်းတရားတော့ပြတ်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေလည်းပဲသူတော်ကောင်းတရားတော့မပြတ်ဘူးကျန်တာတွေကတော့အကုန်ပြတ်မှာပဲနော်ကိုမိသားစုဆိုတာတွေကလည်းကိုတည်ပြီဆိုတာနဲ့ကိုမိသားစုလို့မဟုတ်တော့ဘူးစဉ်းစားကြည့်နော်အခုကတော့အလုံးကိုပဲအရေးပါပြီးတော့အရာရောက်ပြီးတော့ကိုယ်ဟာမှာတကယ်ကိုပဲဓမ္မဒါဆိုပြီးတော့နော်သိမ့်ထားကြရတာဟုတ်လားစိတ်ထဲမှာသေပြီဆိုရင်အဲ့ဒါဟာကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုမိသားစုလည်းမဟုတ်တော့ဘူးဥစ္စာပစ္စည်းတွေကလည်းကိုယ်ဥစ္စာပစ္စည်းတွေမဟုတ်တော့ဘူးကိုလှုပ်လက်စအလုပ်တွေကလည်းကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးတကယ်ပဲနော်သေသေးချာချာစဉ်းစားကြည့်သေခြင်းတရားဟာအရာအလုံးပြတ်တာပါဟုတ်လားအဲ့တော့ပစ္စည်းမှု၃မျိုးဘုံဘုံခုပြောလိုက်တယ်ကျမ်းမာရေးပစ္စည်းခြင်းအတူနေရမှုပစ္စည်းခြင်းကွက်ကွာခြင်းပေါ့ကျမ်းမာရေးပစ္စည်းခြင်းနာမှုနော်ရှင်သန်မှုပစ္စည်းခြင်းသိမှုအဲ့ဒီ၃ခုသောပစ္စည်းခြင်းဟာဒကာဓမ္မတို့ပုထုဇဉ်တတ္တဝါတွေကိုအကြီးအကျယ်နှိမ့်ဆက်နိုင်ပါတယ်အဲ့ဒါတွေကိုပေါ့မတွက်နဲ့ပေါ့နော်အဲ့ဒါတွေကတော့ပုံမှန်တိုင်းလာတာပါသူတို့ကတော့ပေါ့တယ်လေးတယ်လို့မရှိပါဘူးကိုအဲ့ဒါကိုခန္ဓာကြီးရှိမရှိဆိုတဲ့ဥစ္စာကိုကိုလျှော့လည်းမတွက်ဖဲနဲ့ပိုလည်းမတွက်ဖဲနဲ့အမှန်တိုင်းသိတဲ့တယ်နော်ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုဘာလို့ထားဖို့လိုတော့ကြွတင်ပြီးတော့မှန်မှန်ကန်ကန်တွေးလို့ဆင်ခြင်နားလည်ထားဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စိုးရိမ်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဘုံဘုံတို့တွေကဘာလို့ရမှာတော့သတိပဋ္ဌာန်တရားကိုကြွတင်ပြီးတော့ဂျုံမအထောက်ထားရမယ်တော့သတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဒီပင်လင်စဉ်းစားလိုက်တဲ့အခါမှာကိုယ့်ကိုအားထုတ်ဖြစ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်ရမတွေ့ရဘူးလားတွေ့ရတယ်ဒါမျိုးလားနော်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတာဟုတ်လားတဘုံတို့တရားအားထုတ်တယ်ဆိုတာဘုံဘုံစိတ်ထဲမှာတွေးမိတာအဓိကကတော့ရည်ရွယ်ချက်နှစ်ခုပေါ့အခုလောလောဆယ်လည်းပဲငြင်းငြင်းအေးအေးချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်လေးနေခွင့်ရအောင်နော်တရားလေးအားထုတ်ပြီးတော့နေရတာအားထုတ်နေရတဲ့အခိုက်မှာကိုစိတ်ဟာချမ်းသာတယ်ငြိမ်အေးတယ်သူ့အဆင့်လေးနဲ့သူပေါ့ဟုတ်လားပြင်ဒါနဲ့ပြီးသွားသလားဆိုတော့မပြီးဘူးနော်ဒီချမ်းသာမှုလေးကအနာကအဆင်မပြေမှုနဲ့တွေ့လာတဲ့အခါမှာလည်းအများကြီးသူ့ကိုဖေးမလိုက်မယ်အဲ့တော့ဘုန်းတို့တရားအားထုတ်တယ်ဆိုတာပြစ္ဆုတ်ပံလဲချမ်းသာဖို့အနာဂတ်မှာလည်းပဲဆင်းရဲစရာအကြောင်းနဲ့တွေ့လာတဲ့အခါမှာမဆင်းရဲဘဲနဲ့နေနိုင်ဖို့ဆိုတဲ့ဒီရည်ရွယ်ချက်ဒီအကျိုးကျေးဇူးနှစ်ခုကိုမျှော်ကိုးပြီးတော့လုပ်ရမှာဟုတ်တယ်မဟုတ်လားအခုပြောနေတာကပြစ္ဆုတ်ပံမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုတတထားပြီးတော့ဟုတ်လားကိုပြည်လေအောင်မဖြည့်ရှင်းနိုင်လောက်သေးဘူးလို့ထင်ရတဲ့ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲတရားအထောက်ရမယ်ပေါ့ရသော်ဗျာအင်္ဂုတ္တပါဠိတော်မှာအနာဂတဘယသုတ်တံဆိုပြီးတော့သုတ်တံသုံးဖို့ဟောတာရှိတယ်နော်ပထမသုတ်တံကအမျိုးမျိုးသောအကြောင်းကြောင့်ဒီခန္ဓာကိုယ်ကြီးဟာသေနိုင်တယ်ဆိုတာကိုစဉ်းစားပြီးတော့မသေသေးခင်မှာတရားအထုတ်မယ်ဆိုတဲ့စိတ်ကူးမျိုးဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာတော့ခန္ဓာကိုယ်ရဲ့ပျက်စီးနိုင်တဲ့အခြေအနေအများကြီးကိုထောက်ပြပြီးတော့မြတ်စွာဘုရားဟောတာမွေးကြိုက်ပြီးတော့လဲသေနိုင်တယ်ကင်းကြိုက်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတွေပေါ့နော်အစာအာဟာရမကြည်မကျက်ဖြစ်ပြီးတော့လဲသေနိုင်တယ်လေသင်လုံးဖြတ်ပြီးတော့လဲသေနိုင်တယ်ထဲထဲကတီးကြီးဖောက်ပြန်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတရားတွေအများကြီးကိုမြတ်စွာဘုရားထုတ်ပြတယ်ဟုတ်လားအဲ့ဒီလိုမျိုးဖြစ်မလာသေးခင်မှာငါမရသေးတဲ့တရားကိုရအောင်မရောက်သေးတဲ့အရာကိုရောက်အောင်မသိသေးတာကိုသိအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့သေခြင်းကိုပြပြီးတော့ပထမနာဂတဘယသုတ်တံမှာအဲ့လိုဟောတယ်နောက်ဒုတိယသုတ်တံကျတော့ဘာပြောလို့ဆိုတော့အိုခြင်းနာခြင်းသေခြင်းဟုတ်လားပြီးတော့အစာရည်သာခေါင်းပါခြင်းဆိုတာလည်းဖြစ်လာတတ်တယ်နော်ပြီးတော့တိုင်းပြည်ဒီမငြိမ်မသက်ဖြစ်လာတာတွေပြေးရလွှားရတာတွေဟာလည်းဖြစ်လာတတ်တယ်အဲ့ဒါမျိုးဖြစ်မလာခင်မှာငါတရားအထုတ်မယ်ဆိုတဲ့စိတ်နဲ့အထုတ်ရမယ်ပြီးတော့တန်ဃာတွေမညီမညွတ်ဖြစ်တယ်ဆိုတာလည်းဖြစ်လာတတ်တယ်အဲ့လိုမျိုးအခြေအနေဖြစ်လာရင်သူတော်ကောင်းတရားကိုအထုတ်ဖို့အခက်အခဲရှိတယ်ဒါကြောင့်ဒါမျိုးတွေမဖြစ်သေးခင်မှာသူတော်ကောင်းလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့ဘုရားတိုက်တွန်းတယ်ဟုတ်လားအဲ့တော့ဒါတွေကိုစဉ်းစားကြည့်တဲ့အခါမှာအနာဂတ်ရေးကိုတွေးပြီးတော့တရားအထုတ်ခြင်းစိတ်ပေါက်အောင်ကြိုးစားရမယ်ဆိုတဲ့နော်ဒေသနာမျိုးတွေကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုလည်းပဲပြစ္ဆုတ်ပံမှာလည်းချမ်းသာဖို့အနာဂတ်မှာလည်းပဲအစဉ်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုတွန်းအားပေးတဲ့အလုပ်ကိုလုပ်ရမယ်နော်စိတ်ဆိုတာကအကြောင်းမျိုးမျိုးပြပြီးတော့ဒီကောင်းမြတ်တဲ့အလုပ်ကိုသွေးဖီးနေတာတွေရှိတယ်ဟုတ်လားအိမ်မှာနေတဲ့အခါဝင်ပြောနေနော်ဒီမှာတကယ်လုပ်မယ်ဆိုပြီးတော့လာတဲ့အချိန်မှတော့မှစုံနေတဲ့စိတ်တွေတွန့်ဆုတ်နေတဲ့စိတ်တွေအများကြီးမရှိဘူးလားရှိရနော်
အချိန်ပြည့်ကိုယ်စိတ်ဟာဒီထဲမှာတက်ဝင်နိုင်ဖို့ဆိုတာတုံတယုံဓာတ်ခံပါရမီနဲ့မသွားနိုင်ဘူးအဲ့ဒီတိုင်းမသွားနိုင်ဘူးရက်ကန်သွားကြတာပဲများဟုတ်လားဒါကိုလည်းဒီတိုင်းမှာပဲဒါတော့သူများကိုလည်းဘုံကအပြစ်ကတော့မမြင်ပါဘူးဟုတ်လားဒီလိုလေးလာပြီးတော့ဒီထဲမှာ5-6ချိန်လောက်ထိုင်းနေတာဟုတ်ပဲတော်တော်ကောင်းလာပြီလို့စိတ်ထဲကတော့အဲ့လိုအောင်းမိပါတယ်ဟုတ်လားသို့တော့ဘယ်လိုကိုလဲဆိုတာကိုတော့ပြန်ပြီးတော့ဝေဖန်တဲ့နေပေါ့အချိန်ပြည့်ငါဟာဒီထဲမှာအယုံဆိုင်ပြီးတော့လုံနိုင်တဲ့ငါဆိုရင်တော့အဲ့ဒီလိုငါမျိုးဟာသူ့ကိုယ်သူပို့ပြီးတော့ကျင့်တတ်မှုကိုရစေမဲ့ငါမျိုးပဲဟုတ်တယ်မဟုတ်လားပေါ့ရောငါပေါ့ရောလောက်ပဲကိုယ်ကိုကျင့်တတ်မှုဖြစ်စေမှာပဲဒါကိုလှုပ်တလောက်ရမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကိုအလုတ်ဖြစ်အောင်အလုတ်တွေလှုပ်ဖြစ်သွားအောင်ဘုံဘုံတို့ကနှီးမျိုးစုံနဲ့ဒါတွန်းအားဖြစ်စေမဲ့စကားတွေကိုပြောတာဟုတ်လားအခုပြောနေတာပါတော့အနာဂတ်မှာတွေ့ရကြုံရမယ်ပျက်စီးခြင်းတွေအခုပြောနေတဲ့ပျက်စီးခြင်းတွေစိတ်ကူးရင်တစ်ခုမှမပါဘူးမြေကြီးလက်ခတ်မလွယ်တွေ့လိမ့်မယ်အဝိဇ္ဇာအားကြီးလွန်းလို့သာမှောင်ပြီးတော့မမြင်ရတာဒါမှနဲ့တိုင်ထည့်ပြောတာရှိရလေဒီလောက်ထင်ရှားတဲ့မြင်ကွင်းကိုမမြင်ဘူးဆိုရင်ဒီမျက်လုံးကတော့တော်တော်အခြေအနေဆိုးနေပြီလို့ပြောတာသတိထားလိုက်မိလားငိုက်မြငိုက်နေလားမသိဘူးမနဲ့တိုင်နော်ပြောထားတဲ့အတန်လေးကလည်းငိုက်ချင်စရာအလွန်ကောင်းတယ်နော်သိရင်တရားဆိုတာအလွန်ထင်လွယ်မြင်လွယ်တဲ့အမှန်တရားကြီးအလွန်ထင်ရှားတဲ့အမှန်တရားကြီးသို့တော့ဒီလောက်ထင်ရှားတဲ့အမှန်တရားကိုပဲလူအများစုဟာမသိကြဘူးသိတော်လည်းပဲမေ့လျော့နေကြတယ်လို့ဘုံဘအဲ့ဒီမှာထည့်ပြောထားတယ်လေဒီလောက်ထင်ရှားတဲ့မြင်ကွင်းမမြင်ဘူးဆိုရင်ဒီမျက်လုံးဟာတိမ်ကျနေတာလောက်တောင်ဟုတ်မယ်မထင်ဘူးသဘောပေါက်လားဘုံဘပြောတာဟုတ်အခုလည်းပဲနော်ချစ်တဲ့ခင်တဲ့လူတွေနဲ့ကွဲကွာရမယ်ဆိုတာတေချာပေါက်တွေ့ရမယ်ကိစ္စနော်ကိုကခွဲမလားသူကခွဲမလားသာမသေးကြတာကွဲတော့ကွဲကြရမှာဟုတ်တယ်မဟုတ်လားဘယ်သူကဘယ်သူကိုခွဲသွားမလဲဆိုတာတော့မသိနိုင်ဘူးနော်ခြံခဲ့တဲ့နေရာမှာနေခြင်းသလားကြံခဲ့တဲ့နေရာမှာနေခြင်းလားဘယ်ဘက်မှာနေခြင်းမှာမဟုတ်ဘူးမနေခြင်းလည်းနေရမှာပဲသူ့ဥစ္စာဟုတ်လားဒါအမှန်တရားပဲနော်ကျမကြီးပျက်စီးတယ်ဆိုတာလည်းတေချာပေါက်တွေ့ရမှာပဲမဟုတ်လားရှင်သန်မှုပျက်စီးမှုကလည်းတေချာပေါက်တွေ့ရမှာဒါကြောင့်ဒီဥစ္စာတွေကမနေ့ပြန်မှာငါဘာစားမလဲရေဘလို့ချိုးမလဲဆိုတာကိုကြိုတင်ပြီးတော့ပြင်ဆင်ထားသလိုမျိုးကိုပြင်ဆင်ထားရမှာမနေ့ပြန်ထမင်းမစားဘဲနေမှာလားမနေ့ပြန်စားတဲ့ပြဿနာကတေချာပေါက်ကြုံမှာနော်ဟုတ်တယ်မဟုတ်လားရေချိုးရမယ့်ကိစ္စတေချာပေါက်ကြုံမှာရေစားမယ့်ကိစ္စတေချာပေါက်ကြုံမှာအဲ့ဒါတော့ဘုံဘုံတို့တွေဟာအေးစီသေးပဲဒါအရင်နဲ့လှုပ်ဖို့လှုပ်ထားကြတာပေါ့နော်ဒီကွဲကွာမဲ့ကိစ္စကျမ်းမာရေးပျက်စီးမဲ့ကိစ္စရှင်သန်မှုပျက်စီးမဲ့ကိစ္စကြတော့တေချာပေါက်ဆိုတဲ့ဥစ္စာစိတ်ထဲမှာသိမရှင်းမဲနဲ့ဖြစ်နေတာပေါ့ဟုတ်မလို့မဟုတ်မလို့မတွေးမိတာပဲများတယ်ဒါကြောင့်ဒီအကြောင်းအရာလေးကိုဘုံဘုံတို့ကိုယ်စိတ်ကိုထောက်ပြပြီးတော့မင်းဒါကိုကြည့်ပါဒါကိုသိပါဒါတေချာပေါက်ဖြစ်မှာဒါအတွက်ပြေးလေအောင်မင်းလှုပ်ပါဆိုတာကိုကိုယ်စိတ်ကိုဘာလို့ဖို့လို့တော့ဖြောင်းပြဖို့တွန်းအားပေးဖို့လိုတယ်အဲ့ဒါအတွက်ပြောနေတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့အဲ့ဒီအချက်တွေကိုပြပြီးတော့လည်းပဲအများကြီးတိုက်တွန်းတာပဲ။နောက်ဘုံဘုံတို့သတိပဋ္ဌာန်တန်ရုပ်ထဲမှာစုံဒသုတ်တံဆိုတာရှိ။ဒါကွဲကွာခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောပုံလေး။နောက်စုံဒဆိုတာကရှင်သာရိပုတ္တရာရဲ့ညီ။နော်ယဟန္တာမထေရမြတ်ကြီးပဲ။အဲ့ဒီအရှင်စုံဒမထေရကတနေ့တော့သူ့ရဲ့နောင်တော်ကြီးရှင်သာရိပုတ္တရာပြိဋိဘံဆန်တဲ့နာလကရွာကနေပြီးတော့မြတ်စွာဘုရားရှိရာအကြောင်းတော်ကိုလာတာ။နောက်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကဘုရားပြိဋိဘံမဆန်ခင်သိမလိုတော့တဲ့အချိန်မကြခင်မှာပဲဘုရားလည်းပြိဋိဘံဆန်တော့မှာပါ။သူတို့ကအရင်ရှေ့ရနေပြီးတော့ပြိဋိဘံဆန်နေတယ်။လူပြိဋိဘံဆန်တဲ့အခါအဲ့ဒီရှင်စုံနာကရှင်သာရိပုတ္တရာရဲ့နော်ရုပ်ကလတ်တော်ကိုမီးရှို့လို့ကျွင်းကြံတဲ့ဓာတ်တော်ရဲ့ရှင်သာရိပုတ္တရာဝိယုံနဲ့သင်္ကန်းကြီးရဲ့ရှင်သာရိပုတ္တရာအမြဲသုံးဆွဲတဲ့သပိတ်ရဲ့ဟုတ်လားအဲ့ဒါသပိတ်ထဲကိုရေစစ်တို့ဓာတ်တော်တို့ထည့်ပြီးတော့အဲ့ဒီသင်္ကန်းကြီးရောယူလာပြီးတော့မြတ်စွာဘုရားဒီကိုကြွလာတယ်ရှင်စုံနာကကြွလာပြီးတော့မြတ်စွာဘုရားဒီကိုအရင်မဝင်သေးဘဲနဲ့သူအလွန်ရင်းနှီးကျွမ်းဝင်တဲ့ရှင်အာနန္ဒာဒီကိုဝင်တယ်ရှင်အာနန္ဒာကရှင်စုံနာနဲ့မှရင်းနှီးကျွမ်းဝင်တာမဟုတ်ရှင်သာရိပုတ္တရာနဲ့ကပိုးပြီးတော့တောင်ရင်းနှီးသေးတယ်အဲ့ဒါနဲ့ရှင်အာနန္ဒာဒီဝင်တဲ့အခါကျတော့ရှင်ဘုရားအာနန္ဒာဒါရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဗျဒါအမြဲသုံးဆွဲတဲ့သင်္ကန်းပါဗျဒါကတော့တပိတ်ပါဗျအဲ့လိုလေပြောလိုက်ရောရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတာသောကပတိတွေကငြိမ့်သေးတာမဟုတ်နော်ဒေါမနတတရားတွေမပယ်နိုင်သေးဘူးအဲ့တော့သူကရင်ထဲကိုဆို့သွားတယ်ဟုတ်လား
အဲ့ဒါနဲ့ငါရှင်ဆုံးတာတဲ့အဲ့လိုဆိုလို့ရှိရင်တို့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရအောင်မြတ်စွာဘုရားကြီးကြွသွားကြတယ်ကိုရောက်တဲ့အခါကျတော့ရှင်အနန္ဒာကပဲဥဆောင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒါဟာရှင်သာရိပုတ္တရာကိုင်းခဲ့တဲ့တပိတ်ပါဘုရားဒါဟာသုံးဆွဲခဲ့တဲ့သင်္ကန်းကြီးပါဘုရားဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်လေးပါဘုရားအဲ့လိုလျှောက်ရင်းနဲ့ရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်စံတယ်လို့ကြားတဲ့ကစပြီးတော့အမှန်သူကြားနေတာကြားပါပြီသူရင်အန်နေတယ်ဆိုတာလည်းကြားတာကြားနေပြီရှင်သာရိပုတ္တရာနာမကျမ်းဖြစ်နေတယ်ရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်စံသွားတယ်ဒါကိုကြားလိုက်တဲ့ကစားတဲ့ဘယ်ဟာအရှိဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်ဆိုတာတော့ तू မသိဘူးတဲ့သောတာပန်ပုဂ္ဂိုလ်တယောက်ရဲ့နော်ဒီခွဲခွာခြင်းရဲ့အပေါ်မှာတုံ့ပြန်တဲ့တုံ့ပြန်မှုအော်စရာကြီးနော်အရက်မျက်နာတွေတောင်ညံထဲမှာမထင်ရှားဘူးတဲ့ဘုံဘုံကတော့ဘယ်လိုလေးခံစားအောင်ဆိုအမြဲတမ်းခေါင်းကိုခြားခြားလေးမူးနောက်နေတာနဲ့တူတယ်ဟုတ်လားအဲ့ဒါတရားတွေလည်းသူ့စိတ်ထဲမှာမထင်ဘူးတဲ့ခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံနေတယ်အဲ့ဒါလိုသူခံစားချက်ကိုရှောက်တဲ့အခါမှာမြတ်စွာဘုရားအာနန္ဒာတဲ့တာရိပုတ္တရာကတင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိနိဗ္ဗာန်ဆံသွားလို့လားတဲ့မေးလိုက်တာတော့ခက်စိမ့်စိမ့်ကြီးပဲနော်တင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိနိဗ္ဗာန်ဆံသွားလို့လားလို့မြတ်စွာဘုရားအဲ့လိုမေးတော့မြတ်စွာဘုရားတဲ့အဲ့လိုယူပြီးတော့ပြိဋိနိဗ္ဗာန်ဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာဟာနော်တန်ဃာတော်တွေရဲ့အပေါ်မှာတပည့်တော်တို့ရဲ့အပေါ်မှာအလွန်တရာမှအာကိုအာရပြုရတယ်မျက်နှိုးဝယ်ရကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုခံစားရတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်ဆံတာနဲ့ပတ်သက်ပြီးတော့ဒီရှင်အနန္ဒာကိုပြောတဲ့စကားလေးတွေဒါလေးတွေကရိုးနေအောင်ကြားဖို့နေတဲ့စကားလေးပဲလို့အလွန်ကောင်းတယ်နာနုတအာနန္ဒမယပฏิကိစေဝအခါတံအာနန္ဒာတဲ့ငါအစာတွေကစပြီးတော့ကြိုတင်ပြီးတော့ကြိမ်ဖန်များစွာသင်တို့ကိုငါပြောဘူးတယ်မဟုတ်လားတဲ့အဲ့ဒီလူလေးတွေကစပြောတာနော်နာနုတအာနန္ဒမယပฏิကိစေဝအခါတံဘာတွေပြောခဲ့တာတော့မြတ်စွာဘုရားအစာတွေကစကြိုတင်ပြီးတော့သဗ္ဗေဟိပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညထဘာဝတံကုတ္တိထအာနန္ဒလဗ္ဗယန္တဇာတံဘုဒ္ဓသင်္ခဏပလောကဓမ္မနောတံဝတ္တမာပလုစီတိနေတံဌာနဝိစတိတဲ့အဓိပ္ပာယ်ကသဗ္ဗေဟိအလုံးစုံကုန်သောပိယေဟိချစ်အပ်ကုန်သောမနာပေဟိမျက်နှိုးအပ်ကုန်သောတတ္တဝသင်္ခါရတို့နှင့်နာနာဘာဝရှင်ခွဲကိုရခြင်းသည်၎င်းဝိနာဘာဝသေခွဲကိုရခြင်းသည်၎င်းအညထဘာဝဘဝချပြီးတော့ဘဝတစ်ပါးသည်ဖြစ်ပြီးတော့ကိုရခြင်းသည်၎င်းကွက်ကွာခြင်းအမျိုးမျိုးပေါ့အဲ့ဓာတွေဟာတဲ့နော်ယန္တဇာတံဘုဒ္ဓသင်္ခဏပလောကဓမ္မနော်ဖြစ်လာတဲ့တရားကြီးပွားလာတဲ့တရားပြုပြင်ရတဲ့တရားပျက်စီးသွားတဲ့တရားတွေမှာဒီလိုကွဲကွာခြင်းတရားတွေမဖြစ်ပါနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲတဲ့အဲ့လိုတောင့်တလို့ရနိုင်စရာအကြောင်းလောကမှာမရှိဘူးတဲ့ကျိန်ဖန်များစွာရှေးဦးစွာတဲ့ကစငါခဏခဏပြောခဲ့တယ်မဟုတ်လားဆိုတာဒီစကားကိုပြောတာတဲ့နော်အလုံးစုံသောချစ်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နှင့်ရှင်ကွဲကွဲရခြင်းသေကွဲကွဲရခြင်းဘဝချပြီးတော့ကွဲရခြင်းအဲ့ဒီကွဲကွာခြင်းတွေမဖြစ်ပါစေနဲ့လို့ဒီသဘာဝတရားတွေရဲ့အပေါ်မှာတောင့်တလို့မရနိုင်ဘူးဒီသဘာဝတရားဆိုတာကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်တော့ဆိုတော့စကားလုံးလေးလုံးသုံးထားတယ်ယန္တံဇာတံဘုဒ္ဓံသင်္ခတံပလောကဓမ္မံနော်ဇာတံစပြီးတော့ဖြစ်လာတယ်ဇာတိပေါ့နော်မွေးဖွားလာတယ်ပြီးတော့ဘာတော့ဘုဒ္ဓံကြီးပွားလာတယ်အကောင်လေးကတဖြည်းဖြည်းနဲ့ကြီးလာနော်ကလလကြီးကြီးအဆက်အပြောက်လေးကနေပြီးတော့တဖြည်းဖြည်းနဲ့မဖြစ်လာတော့ကြီးလာတယ်အမေဝမ်းထွက်တဖြည်းဖြည်းနဲ့ပဲကြီးလာတယ်ဇာတံဘုဒ္ဓံဖြစ်လာတယ်ကြီးလာတယ်ပြီးတော့ဘာတော့သင်္ခတံတဲ့ဘုံမသဘောကျစကလုံးတစ်လုံးချင်းစီကိုဟုတ်လားသင်္ခတံဆိုတာဘာတော့အမြဲပြင်ပေးနေရတယ်တဲ့ကဲလှုပ်တက်တဲ့အရွယ်တွေကစတော့လှုပ်ပေးနေရတာမလှုပ်တက်တဲ့အရွယ်တုန်းကလည်းသူများလှုပ်ပေးရတာပဲနော်အမေရင်ခွင်ထဲမှာရှိတော့ကိုမမလှုပ်တက်သေးတော့အမေကလှုပ်ပေးတာအမေလှုပ်မပေးရင်သေမှာနော်တတ္တဝါရဲ့သဘောကဘာတော့ဇာတံဖြစ်လာတဲ့ဘုဒ္ဓံကြီးပွားလာတဲ့သင်္ခတံလှုပ်ပေးနေရတယ်ပြင်ပေးနေရတယ်ဒီတိုင်းထားလို့မရဘူးတဲ့အဲ့လိုလှုပ်ပေးတဲ့ကြားတွေကပဲနောက်ဆုံးကျတော့ပလောကဓမ္မသွားတာပဲတဲ့ပြတ်သွားတာပဲဘဝရဲ့သမိုင်းလို့တောင်ပြောခြင်းနဲ့ကျုပ်ကဟုတ်လားငွေဖွာလာတယ်ကြီးထွားလာတယ်ပြုပြင်ပေးရတယ်ဘလို့ပဲလှုပ်ပြီးတော့ပြတ်သွားတယ်ဒီလိုသဘာဝတရားတွေရဲ့ပုံမှာကွဲကွာခြင်းတရားတွေမဖြစ်ပါစေနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲအဲ့လိုဖြစ်เสียအကြောင်းရှိကိုမရှိဘူးတဲ့ဒီစကားမျိုးကိုငါကြင်ဖန်များစွာပြောခဲ့ပြီမဟုတ်လားအရှင်သာရိပုတ္တရာတေလို့စိတ်ထဲမှာဘာမှထိခိုက်မနေနဲ့လို့ရှင်အနန္ဒာကိုအဲ့လိုပြောတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်
Tatama tiha ananda ada di bawi ada terana anenya terana dhamma dipa dhamma terana anenya terana. Nah, udah ni ada jauh ya, no di sekali. Nah, tatama tiha ananda dah jauh mulu ada di bawi ada. Koko mi kopi don neja. Ada terana koko aku bidon neja anenya terana ko alu lu zuma amaku bene neja. No dhamma dipa tiha mi kopi don neja dhamma terana tiha aku bidon neja. Anenya terana tiha lu bidon cabe aku mah deke aji deke bine jumlah aku ya lih melu lu mama macam mene tiha aku bidon neja. Diti kena jaga na. Rasa bidon tiha aku ya mesure ni ama. Tiawu, betiawu, kong kau biro biasa apa nyompia dong so. Tadi betul tiawu lebawu, kong kau biro nyompia. Nah, aku ame sudah tiawu sireku, aku yang malu, piolo dek dua jam, tiawu aku lu sep jole na. Tiawu sudah ni amale, betiawu aku amaro, oh, namanya dekwa, kuat biro dong biasa apa tidak tuh biro piolo, betiawu dong so. Tadi betul tiawu, kuku belum sih nilai sudah amadai. Titi nire aloha nyam jinya go psiton sire. Eri nyam jinya ga aja along go pile twa si lai me. Nyam jinya shi yin ba ma pile ma ma ho. Ma pile bu so da phi shin de lo po. No phi shin le so de saka li ji ba. Phi de shin de. Phi de so ba lo phi da lo. Chi tha lo po. Shin ma shuk da ho la le. Phi de so da ba lo. Chi tha lo phi ya da po. Ba ri ne chi tha lo. တာယောစင်ကျိုးတွေနဲ့ခြီထားတာအလွဲတွေအမားတွေနဲ့ခြီထားတာဟုတ်လားအဲ့ဒါတွေခြီထားတော့အဲ့ဒါနေရခတ်တော့အကျင့်ကြက်ပြီးတော့အဲ့ဒါနေရခတ်တော့တာအကုန်လုံးခြီတုတ်ထားတာဆိုတဲ့အခါကျတော့အဲ့ဒါဖြေနိုင်လေလေနေရတာသက်သာလေလေပေါ့ရှင်းတယ်ဆိုတော့ဘာလို့ရှင်းရတာတော့ရှုပ်နေလို့ရှင်းရတာရှုပ်တာပိုတောင်ဆိုးသေးတယ်ထင်တယ်နော်အဲ့ရှုပ်နေတဲ့ဆိုဥစ္စာကသူကဖြေတာမှသူကနီလန်းလေးကစိတ်ထဲမှာရှင်းရှင်းလင်းလင်းလေးပေါ်နေတယ်လို့ရှိတယ်ရှုပ်တာကြီးချီဝင်ဥပေါက်လို့ရှုပ်နေတယ်ဘယ်ဟာစလို့ဘာကင်လို့ကင်မှမသိတော့ရှုပ်ထွေးနေတယ်စာပေါင်းတိုက်ကြီးလို့ရှုပ်ထွေးနေတယ်ချီဝင်ဥပေါက်လို့ရှုပ်ထွေးနေတယ်ရိပ်ဖြက်ပြီးတော့ထုံးထားတဲ့မြက်ထုံးကြီးလို့ရှုပ်ထွေးနေတယ်လို့ဘုရားတင်စားပြီးတော့ဟောတာရှိဟုတ်လားအဲ့လိုဖြေမှုရှင်းမှုကိစ္စကိုဘယ်လိုလုပ်ပေးနိုင်မလို့ထင်လဲပညာအမှန်သိမှုကပဲရှင်းနိုင်တာကိုယ်လည်းမရှင်းနိုင်ဘူးသူလည်းမရှင်းနိုင်ဘူးပညာမရှိလို့ကတော့ဘယ်သူမှမရှင်းနိုင်ဘူးနော်အဲ့ဒီလိုဖြေရှင်းနိုင်တဲ့ပညာကိုဘုံတို့ဘာလုပ်ရင်ရမှာတော့တတိထားနေတဲ့အလုပ်ကိုလုပ်ရင်ရနိုင်တယ်တဖြည်းဖြည်းနဲ့နားလေလာရင်အော်ငါကတော့ငါမိုက်တာပဲမိုက်တော့လည်းခံရတာပဲဟုတ်လားမမိုက်ရင်မခံရဘူးနော်အဲ့ဒါလိုမျိုးမြတ်စွာဘုရားကတတိပဋ္ဌာန်တရားကိုအားကိုးကြဖို့ခေါင်းကောက်ပြီးတော့ဟောတာတတိပဋ္ဌာန်တရားပွားလို့ရှိရင်တရားတည်းဟူသောအားကိုးရမယ်တရားရှိပြီဆိုရင်အဲ့ဒီကိုဟာကိုယ့်အတွက်အားကိုးထိုက်ပြီးအားကိုးလောက်ပြီးဟုတ်လားအဲ့ဒါကွက်ကွာချင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားနော်အစဉ်ပြေအောင်နော်အတူနေရမှုရဲ့ပျက်စီးခြင်းနဲ့ကြုံလာတဲ့အခါမှာစိတ်ကိုနော်ဘလို့နီးနဲ့ပတ်တာရစေမလဲဆိုတဲ့နီးလန်းကိုပေးသွားတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဒါကွက်ကွာချင်းနဲ့ပတ်သက်ပြီးတော့ပြီးရင်ဘုန်းတို့ဘာပျက်စီးခြင်းကသူ့ရဲ့ပို့ဆိုးလာမလို့ကျမ်းမာရေးပျက်စီးခြင်းကသူ့ရဲ့ပို့ဆိုးလိမ့်မယ်နော်ဖြုတ်ကနေဖြတ်ကနေသေသွားတော်သေးတယ်သေတာတော့ဘယ်မှမတော်ပါဘူးလေဒါပေမဲ့ကျမ်းမာရေးမကောင်းပြီးတော့နော်သေပြန်သေးတော့မလွယ်လားနေရခက်ထိုင်ရခက်နဲ့တခါတဲ့တပိန်ပိန်တလိန်လိန်ဖြစ်နေရတဲ့ကိစ္စကြီးကတအုံတန်ယုံစိတ်အခြေအနေနဲ့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးလို့ထင်ပါတယ်နော်ရေရှည်ဒုက္ခဝေဒနာတွေကနှိမ့်ဆက်လာပြီဆိုရင်စိတ်ဓာတ်တွေကလည်းကျလာမှာပဲလေစိတ်တွေကလည်းကြောင်ချောက်ချားတွေဖြစ်ကုန်မှာပဲအဲ့ဒီအခြေအနေကိုဘုံဘုံတို့မျောလင့်ထားနော်မတွေ့အောင်ရှောင်ဖို့ကတော့မကြိုးစားနဲ့နော်ဘာလို့ဆိုဒီဥစ္စာကြီးကတွေ့ကိုတွေ့မဲ့ကိစ္စကြီးဟိုးတော့အဲ့ဒီနီးကိုပဲသုံးရဖို့လူတွေဟာမသိမဲနဲ့တက်နေကြတယ်နောက်တစ်ခုဖြစ်လို့ရှင်မဖြစ်ရှင်ဘူးခုနကရှောင်မလားဒီနေ့ကရှောင်မလားမရနိုင်တာကြီးကိုလူတွေကစူးစမ်းကြင်ကြတယ်နော်ထိုက်နည်းနည်းလေးလောက်ပဲတော့ဆေးဝါးတွေကောင်းလို့နည်းနည်းလေးလောက်ပဲတတ်တာရတဲ့အပိုင်းတွေတော့ရှိမယ်ပေါ့ပြီးရင်တော့ဒီလိုပဲမပြေမလဲနဲ့ပဲသွားရတာပါအဓိကကတော့ဒီဥစ္စာကိုရင်ဆိုင်နိုင်တဲ့မင်းမလောက်ဆိုးဆိုးကွာငါဒီဟာနဲ့ပတ်သက်ပြီးတော့နော်ကြော်လွှားသွားနိုင်တဲ့စိတ်ရှိဖို့ဒီဥစ္စာကသာလေတကယ်တမ်းဘုံဘုံတို့အတွက်အာကိုအာရာပြုရမယ့်အရာဆိုတာကိုအရင်နားလည်ထားဖို့လိုတယ်ဟုတ်လားအဲ့လိုကျမ်းမာရေးပျက်စီးခြင်းဆိုတဲ့နာခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲဘုရားကဘာကိုအားကိုးဖို့တိုက်တွန်းလဲဆိုတာကိုလည်းပဲသုတ်တန်လေးတစ်ပုဒ်ပြပြီးတော့ဘုံဘုံပြောပြမယ်နောက်ဘုံတို့အဲ့ဒီသတိပဋ္ဌာန်တန်ရုပ်ထဲမှာပဲခိလာနာသုတ်တန်ဆိုပြီးတော့အမှတ်တမ်းတင်ထားတာရှိတယ်
အဲ့ဒါကနော်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ပြိဋိဘံစံသွားပြီလို့ထင်ပါတယ်မြတ်စွာဘုရားနော်နောက်ဆုံးဝေလူဝရွာမှာဝါဆိုတယ်တဲ့ဘုရားပြိဋိဘံစံကနေအဲ့ဒီဝါဆိုတဲ့အချိန်မှာမြတ်စွာဘုရားမှာအကြီးအကျယ်ကျမ်းမာရေးပြည့်တယ်ကျမ်းမာရေးကဘယ်လောက်ထိပြည့်တုံဆိုလို့ရှိရင်ဒီတိုင်းလာပြစ်ထားလိုက်ရင်ပြိဋိဘံစံသွားမှာတဲ့နော်မြတ်စွာဘုရားဘာမှကြိုးပမ်းအထောက်မှုမရှိဘူးဒီတိုင်းပြစ်ထားလိုက်မယ်ဆိုရင်အဲ့ဒီဖောက်ပြန်မှုကအသက်ကိုချွေသွားမယ်ဖောက်ပြန်မှုမျိုးပေါ့အဲ့တော့မြတ်စွာဘုရားစဉ်းစားတယ်တဲ့နော်ဘုရားတို့မြည်တာဝကတွေကိုအတိမပေးရဘဲနဲ့ပြိဋိဘံစံရိုးထုံးစံမရှိဘူးဒါကြောင့်ငါလည်းပဲတာဝကတွေကိုတပည့်တွေကိုအတိမပေးရသေးဘူးပြိဋိဘံမစံသေးဘူးပြိဋိဘံစံချိန်မကြသေးဘူးပေါ့အဲ့ဒါကြောင့်မလို့ဒီငါခန္ဓာကိုယ်ကြီးကိုနော်ဖလားတမပတ်နဲ့နော်ပြိုတော့မဲ့အိမ်ကြီးကိုနော်ကြားတွေထောက်ပြီးတော့ထားတယ်လို့မျိုးနော်လုံးကိုအိုမင်းရွဲနေတဲ့လှဲအိုကြီးကိုဟိုနာကျိုးနဲ့တုပ်ဒီနာကျိုးနဲ့တုပ်ကျိုးတွေများစွာနဲ့တုပ်ဆိုင်ထားတယ်လို့မျိုးခန္ဓာကိုယ်ကိုတရားဒီဟူသောကြားနဲ့ထောက်ထားပဲတရားဒီဟူသောကျိုးတွေနဲ့တုပ်ထားပဲလို့မြတ်စွာဘုရားအဲ့လိုစိတ်ကူးတယ်တဲ့နော်တရားရဲ့စွမ်းအင်ကိုလည်းမြင်ကြည့်နော်တရားကြားနဲ့မထောက်ဘူးဆိုရင်မြတ်စွာဘုရားရဲ့ခန္ဓာအိမ်ဟာပြိုကိုပြိုမှာတရားကျိုးနဲ့လားချီတုပ်မထားဘူးဆိုရင်မြတ်စွာဘုရားရဲ့ခန္ဓာဒီဟူသောလှဲကြီးဟာအကုန်ပျက်စီးသွားမှာအဲ့မြတ်စွာဘုရားဖလားတမပတ်ဝင်စားပြီးတော့နော်တရားဒီဟူသောကြားနဲ့ထောက်ထားတယ်တရားဒီဟူသောကျိုးနဲ့ချီတုပ်ထားတယ်အမြတ်စွာဘုရားသက်သာသွားတယ်တဲ့သက်သာသွားတဲ့အခါကျတော့ညနေခင်းလေးမှာကြောင်းရှိကနော်နေပူဇာလေးမှာမြတ်စွာဘုရားထွက်ပြီးတော့နေပူဇာလေးလှုံတယ်အဲ့ဒါရှင်အနန္ဒာကမြတ်စွာဘုရားကိုနှိမ့်နေပေးရင်းနဲ့မြတ်စွာဘုရားအခုမြတ်စွာဘုရားကျမ်းမာရေးကောင်းလို့လားတော်တော့တယ်ပေါ့နော်မြတ်စွာဘုရားကျမ်းမာရေးဖောက်သွားတာကိုတည်တဲ့အစပြီးတော့စောစောကလည်းပဲပြောတယ်အရက်မျက်နှာတွေလည်းသူမှမထင်ရှားတော့ဘူးတရားတွေလည်းဘာမှမသိတော့ဘူးခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံထိုင်မှန်ပြီးတော့အဲ့လိုဖြစ်နေတယ်ဒါပေမဲ့တပည့်တော်တခုတော့တွေးမိတယ်တဲ့ဩမြတ်စွာဘုရားနောက်ဆုံးစကားကိုမပြောရဘဲနဲ့တော့ပြိဋိဘံစံမှာမဟုတ်ဘူးအခုမြတ်စွာဘုရားနောက်ဆုံးစကားကိုမပြောရသေးဘူးဒါကြောင့်မြတ်စွာဘုရားပြိဋိဘံတော့မစံလောက်ဘူးဆိုတာကို तू သိတယ်တဲ့အဲ့ဒါကြောင့်မလို့ तू စိတ်ကလေးကနည်းနည်းသက်သာရတယ်တဲ့အဲ့လိုပြောတဲ့ခါကျတော့မြတ်စွာဘုရားအနန္ဒာတဲ့သင်တို့ကငါးစီကနေပြီးတော့ဘလို့နောက်ဆုံးစကားကိုမျှော်လင့်နေကြတာတော့တဲ့ငါမှဆရာလက်ဆုပ်ဆိုပြီးတော့နောက်ဆုံးစကားဆိုတာမရှိဘူးတဲ့နော်ယဟန်တန်ဃာကိုငါးသားလင်းခေါင်းဆောင်မဲ့ငါးကိုယ်သားလင်းမှီခိုးပြီးတော့နေကြလို့အဲ့လိုစိတ်ရှိတဲ့ပုဂ္ဂိုလ်သားလင်းဆရာလက်ဆုပ်ဆိုပြီးတော့နောက်ဆုံးဟာလေးကိုဘယ်သူမှမပြောဘဲနဲ့ဒါလေးနဲ့ချုပ်ကန်ထားနေတာဗောလေတပည့်တွေကိုဟုတ်လားငါမှအဲ့လိုစိတ်မရှိတဲ့အတွက်ကြောင့်နောက်ဆုံးစကားဆရာလက်ဆုပ်ဆိုတာဘာမှမရှိဘူးသင်တို့ကိုအိတ်သွန်ဖာမောက်အကုန်သိတဲ့သိလိုက်တာတွေကငါအကုန်ပြောပြီးပြီတဲ့ဘာမှပြောစရာအကြံဘူးတဲ့နော်အဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားစောစောကလိုပဲနနုတ္တအာနန္ဒမယပဋိကိစေဝအခါတံငါရှေးတုန်းကစာကြိမ်ဖာများစွာသင်တို့ကိုပြောခဲ့ပြီမဟုတ်လားချစ်အမျက်နှိုးအပ်တဲ့အလုံးစုံသောသင်္ခါရတရားတို့နဲ့ရှင်ခွဲကိုရလိမ့်မယ်သေခွဲကိုရလိမ့်မယ်ဘောချပြီးတော့ကိုရလိမ့်မယ်နော်ဖြစ်လာတဲ့ကြီးထွားလာတဲ့ပြုပြင်ထားရတဲ့ပျက်စီးသွားတတ်တဲ့ဒီသဘာဝတရားတွေမှာမကွဲကွာပါစေနဲ့လို့အဲ့လိုမျိုးဘယ်လိုနည်းနဲ့မှတောင့်တလို့မရနိုင်ဘူးအဲ့ဒါဖြစ်နိုင်တဲ့အရာမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့စောစောကလိုပဲနော်ကိုပဲအာကိုကြကိုကလွတ်လို့တခြားဘယ်ရာကိုမှအာမကိုနဲ့သူတော်ကောင်းတရားကိုပဲအာကိုကြသူတော်ကောင်းတရားလွတ်လို့တခြားဘယ်ရာကိုမှအာမကိုနဲ့အဲ့လိုမိန့်ရှိပြီးတော့သူတော်ကောင်းတရားဆိုတဲ့နေရာမှာဘာကိုညွန်ပြပြန်လို့ဆိုတော့တတိပဋ္ဌာန်တရားကိုပဲညွန်ပြတယ်။แล้วကိုယ့်ရဲ့ယုတ်ကာယကိုအဖန်မှအောက်မိအမှတ်ရပြီးတော့အမှန်တိုင်းသိနေခြင်းလို့ဆိုတဲ့ကာယ ानु ပတနာတတိပဋ္ဌာန်နော်ကိုယ့်ရဲ့အကောင်းအဆိုးအမျိုးမျိုးခံစားချက်တွေကိုဒါငါလားသူလားပုဂ္ဂိုလ်တ attva လားသို့မဟုတ်ခံစားမှုတက်တက်ပဲလားဆိုတာကိုသဲကွဲအောင်ကိုဉာဏ်နဲ့အပြည့်မှန်ထုတ်နိုင်အောင်ဝေဒနာကိုလည်းဝေဒနာလို့ပဲမှန်မှန်ကန်ကန်သိပြီးတော့မှန်မှန်ကန်ကန်သိပြီးတော့မှန်မှန်ကန်ကန်သိပြီးတော့မှန်မှန်ကန်ကန်